အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါတယ်ကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာတော့ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ကျွန်တော်ဒါဒီကနေ့ညမှာဆိုလို့ရှိရင်ခါရာဘောင်းကတ်ပွဲစဉ်ဒါ Emirates Stadium မှာအခန့်ရှင်ပြိုင်ကစားမဲ့ခါရာဘောင်းကတ်ပွဲစဉ်ကိုဒါ Brighton အသင်းကိုအခန့်ရှင်ပြိုင်ကစားရမယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါအကြိုသတင်းသာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်ပေါ့လေဒါအကြိုသတင်းသာရှင်းလင်းပွဲမှာတော့ဒါ Mikel Arteta ကဒန်ရကစားသမားတွေအကြောင်းကိုအတီးပြုသွားတယ်ဒါပြောရဆိုလို့ရှိရင်ဒီပွဲစဉ်မှာဒါတခြားကစားသမားတွေအကြောင်းကိုလည်းဒါအများကြီးပြောသွားတယ်ဒါဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေ့တော့ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒါဒီကနေ့မနေ့အစောပိုင်းမှာတက်လာတဲ့ဒါ Gary Neville က Arsenal အသင်းနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးထားတဲ့အပေါ်ကိုကျွန်တော်တို့အရင်ဆုံးပြောကြည့်အောင်ဒါကဘာလဲဆိုတော့ Gary Neville က Arsenal အသင်းကဒီယာဒီမှာစူဖလာနဲ့ထိုက်တန်နေဒါက Arsenal ကလက်ထက်တုန်းကဒီလိုခံစားချက်မျိုးဒီလိုမျိုးဒီသင်းသေးကြပါတယ်ဆိုတဲ့ခံစားချက်မျိုးမရခဲ့တာအမှန်အကန်ပဲဒါအခုချိန်မှာသူတို့ကအကောင်းဆုံးနေထားမှရှိနေတယ်သူတို့အနေနဲ့ဒီအရာကိုအကောင်းဆုံးအသုံးချသင့်ပြီးတော့သူတို့အနေနဲ့စူဖလားအောင်မြင်မှုကိုရယူနိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ် Gary Neville ကဒီနှစ်က Arsenal ရဲ့နှစ်ပါ Arsenal ကသူ့ရဲ့အချိန်ခါတစ်နှစ်ကိုပေါ့လေဒါပြန်ရောက်လာပြီဆိုတာကျွန်တော်တို့တွေကောင်းကောင်းကြီးရှုမြင်ရမှာဖြစ်ပြီးတော့သူတို့အနေနဲ့ဒီယာဒီမှာအကောင်းဆုံးခြေစွမ်းအကောင်းဆုံးပုံစံကိုပြသနေပြီးတော့တစ်ချိန်ကမော်ရီဟိုရဲ့ Chelsea အသင်းရဲ့စံချိန်ကိုလိုက်မိသွားနိုင်တယ်ဆိုတဲ့ဒါမှတ်ချက်မျိုးတွေအမျိုးမျိုးပေးနေတယ်ဒါကကျွန်တော်အာဆင်နယ်အသင်းတိုးတက်ပြောင်းလဲလာမှုအပေါ်ဒါဘယ်လိုပြောမလဲဒီ Gary Neville မှာမဟုတ်ပါဘူးကျွန်တော်ညတင်ပြီးတဲ့သတင်းတွေမှာဆိုလို့ရှိရင်လေ Arsenal အသင်းရဲ့တိုးတက်ပြောင်းလဲလာမှုအပေါ် Arsenal အသင်းရဲ့ Super League စိန်ခေါ်နိုင်မှုအပေါ်ကိုအများကြီး focus ထားပြီးတော့ဘယ်လိုပြောမလဲပြောကြတဲ့သတင်းမီဒီယာတွေများစွာရှိတယ်เนาะဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါဥရောပဘက်မှာမဟုတ်ဘူးကျွန်တော်ဒီဘက်ဘယ်လိုပြောမလဲအာရှနိုင်ငံတွေဘက်မှာလဲ Arsenal အသင်းနဲ့ပတ်သက်ပြီးတော့ဒါ focus ထားပြီးတော့ပြောလာကြတဲ့သတင်းတွေအများကြီးပဲတက်လာတယ်ဒါမနေ့ကဆိုလို့ရှိရင်လေကျွန်တော်တို့အနေနဲ့ဒါကျွန်တော်အလုပ်ထဲမှာဗီဒီယိုတစ်ပုတ်နားထောင်ပြစ်တယ်ပေါ့လေတစ်ချိန်လုံးကဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲစူပလာအောင်မြင်မှုတွေနဲ့ပတ်သက်လို့ပြောလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်အသင်းကထိတ်ဆုံးမဲ့ဥရောပစူပလာအောင်မြင်မှုမရှိဘူးဆိုပဲအသင်းတော့အာဆင်နယ်ကချန်ပီယံလိနဲ့ဘာမှမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေဒါဘာမှမသက်ဆိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေကအစဗျာတဲ့မလားပြောနေကြတာဒါပေမဲ့ဒါအခုချိန်မှာတော့သူတို့ရဲ့အမြင်တွေအကုန်လုံးပြောင်းလဲသွားပြီးတော့ဒါဘယ်လိုပြောရမလဲsocial media တော်တော်များများမှာ Arsenal အသင်းရဲ့အကြောင်းကိုဒါတနည်းအားဖြင့်ဗျာကျွန်တော်တို့ဘောလုံးပွဲအကြောင်းတွေသုံးသပ်တော့မယ်ဟေးဘောလုံးပွဲအကြောင်းတွေပြောတော့မယ်ဟေးဆိုတဲ့ခါမျိုးကြလို့ရှိရင်ဒါတနည်းအားဖြင့် focus အထားခံအဆုံးကကျွန်တော်ဒီ Arsenal အသင်းဖြစ်လာတယ်ဗောလေဒါအရင်တော့ဆိုလို့ရှိရင်ကောင်းတာပြောမယ်ဟေးဆို Liverpool အသင်းအကြောင်းပြောတယ်ဒါဆိုးတာပြောမယ်ဟေးဆို Man U အကြောင်းပြောတယ်ဗျာသိရမလားအဲ့လိုပုံစံမျိုးတွေဆိုပေါ့နော်အဲ့လိုပုံစံမျိုးတွေပေါ့ဒါကကျွန်တော်ပြောချင်တာကဘယ်သူတဦးတယောက်ကိုမှပြောချင်တာမျိုးမဟုတ်ဘဲနဲ့ဒါကျွန်တော်ဖတ်မိတဲ့လောက်သတင်းတွေအရဆိုလို့ရှိရင်ဒါကျွန်တော်တို့အရင်နှစ်တွေတုန်းကဆိုလို့ရှိရင်ပြောပြတာဗောလေအရင်နှစ်တွေတုန်းကဆိုကောင်းတဲ့အကြောင်းပြောမယ်ဆိုလီဗာပူးတို့မန်စီးတီးတို့အကြောင်းပြောတယ်နော်ဒါမကောင်းတဲ့အကြောင်းပြောမယ်ဆိုလို့ရှိရင် United တို့ Arsenal တို့ဒီလိုအကြောင်းတွေကိုပြောကြတာဒါပေမဲ့အခုချိန်မှာတော့အကုန်လုံးကပြောင်းလဲသွားပြီးတော့ကျွန်တော်တို့ဒါစူဖလားတွေအကြောင်းပြောတဲ့ခါမျိုးတွေဒီနေ့အဖြစ် Premier League အကြောင်းပဲဖြစ် Champions League အကြောင်းပဲဖြစ်ပြောတိုင်းမှာကျွန်တော်တို့အခုဆိုလို့ရှိရင် focus အထားခံရဆုံးအသင်းထဲမှာကျွန်တော် Arsenal ကပါလာပြီးအခုဆို Champions League ပွဲစဉ်အကြောင်းတွေပြောရင်လည်း Arsenal ကိုဖယ်ထားလို့မရဘူးဆိုတဲ့အကြောင်းတွေပါလာတယ်ဒါ Premier League မှာဆိုလို့ရှိရင်လည်း Arsenal ကအကောင်းဆုံးပုံစံပြသနေတယ်ဆိုတဲ့ပုံစံမျိုးတွေဒါပြောကြတယ်အခုချိန်မှာကဗျကျွန်တော်တယောက်အနေနဲ့ပြောမယ်ဆိုချန်ပီယံလိမှာပဲဖြစ်ကျွန်တော်တို့ပရီးမီးယားလိမှာပဲဖြစ်ဒါကျွန်တော်တို့အနေနဲ့ငါတို့ဖလားပဲငါတို့ရမှာတေချာတယ်ဆိုတဲ့အတိုင်းအတာတစ်ခုလောက်ထိပြောဖို့ကအရန်ကိုစောနေသေးတယ်ကျွန်တော်ကဒါအခုမှပရီးမီးယားလိပွဲစဉ်6ပဲရှိသေးတယ်ချန်ပီယံလိပွဲစဉ်3ပဲပြီးသေးတယ်အဲ့တော့ပြောချင်တာကကျွန်တော်အာဆင်နယ်မှာအဲ့ဒါလေးတွေနည်းနည်းရှိတယ်ဗျာဒါကျွန်တော်ရဲ့ဘယ်လိုပြောမလဲတဦးတယောက်အမြင်ဆိုတာထက်ဘယ်လိုပြောမလဲကျွန်တော်တို့ထပ်ပို့ပြီးတော့စီနီယာကြတဲ့အကိုတွေကျွန်တော်တို့ထပ်ပို့ပြီးတော့လိလာမှုအားကောင်းတဲ့အကိုတွေကျွန်တော်တို့ထပ်ပို့ပြီးဉာဏ်ရည်မြင့်တဲ့အကိုတွေရဲ့ပြောကြားချက်တွေကိုကျွန်တော်အနေနဲ့ဒါကျွန်တော်လဲလိုက်ပြီးတော့လိလာသုံးသက်ဖြစ်တယ်ဒီလိုလိုက်ပြီးတော့လိလာသုံးသက်ဖြစ်တဲ့နေရာမှာတေချာတယ်အာဆင်နယ်ကအဲ့ဒါအနေနဲ့အများတော့အဲ့ဒါကရှိနေသေးတယ်ဗျာဒီ error တွေကို Arsenal ကဒါဒီယာဒီမှာအကောင်းဆုံးဖြည့်ရှင်းလာနိုင်တယ်ဆိုတာကိုကျွန်တော်အနေနဲ့အကောင်းဆုံးလက်ခံတယ်တကယ်လဲ
အာဆင်နယ်ကဖြည့်ရှင်းလာနိုင်တယ်ဒါပြီးသွားပြီဆိုလို့ရှိရင်အာဆင်နယ်ကဒါပြီးခဲ့တဲ့200ဒီ300ဒီဇက်တိုက်မှာအာဆင်နယ်ကအဆင့်1 to 5ကနော်ဒါအဆင့်1 to 5ကလူတွေအကုန်လုံးတနည်းအားဖြင့်1 to 7ကအသင်းတွေအကုန်လုံးကိုအာဆင်နယ်ကဒါအမှတ်အပြည့်မဟုတ်ရင်တော့မှ100မှာ80ရာခိုင်နှုန်းလောက်ထိအမှတ်ရအောင်ယူထားနိုင်တယ်ဒါပြောရဆိုလို့ရှိရင်ဒါအဆင့်8ကနေပြီးတော့73လောက်ထိကိုအမှအာဆင်နယ်ကစပြီးတိုင်ပတ်တာအဆင့်8ကနေ73လောက်အသင်းတွေကိုကြတော့အာဆင်နယ်ကဘယ်လိုဖြစ်လာလဲဆိုတော့ဘယ်လိုပြောမလဲအမှတ်တွေအပြည့်မစုဆောင်းနိုင်ဘယ်လိုပြောမလဲအမှတ်တွေအပြည့်မစုဆောင်းနိုင်ဘူးဗျာသိလားတနည်းအားဖြင့်100မှာဆိုလို့ရှိရင်40ကျော်လောက်သိရမလား45ရာခိုင်နှုန်း40ရာခိုင်နှုန်းလောက်ပဲစုဆောင်းလာနိုင်တာအဲ့တော့အာဆင်နယ်ရဲ့ error ကဘာတွေလဲဆိုတာဒါကျွန်တော်အသေးစိတ်တော့ပြောပြမနေတော့ဘူးဗျာသိရမလားဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုလည်းရမ်းရှည်သွားမှာဖြစ်တဲ့အတွက်ဒါပြောရဆိုအခုလောဆယ်ကျွန်တော်တို့ဒါကာရာဘောင်းကတ်လည်းရှိတယ်အဲ့ဒီပွဲစဉ်မှာပါလာနိုင်တဲ့ကစားသမားတွေအကြောင်းလည်းကျွန်တော်ပြောချင်တာဖြစ်တဲ့အတွက်ဒါကျွန်တော်အာဆင်နယ်နဲ့ပတ်သက်တဲ့ဒါerror ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်နောက်ဗီဒီယိုတွေကြားမှာပဲကျွန်တော်ညီကိုတွေကိုအနည်းငယ်ဒါထည့်ပြီးတော့ကျွန်တော်နည်းနည်းအသေးစိတ်လေးရှင်းပြသွားမယ်โอเคပါအဲ့တော့ဒီကာရာဘောင်းကတ်ပွဲစဉ်မှာမီကေယာဒေတာကဘယ်ကစားသမားတွေတော့ပါမယ်ဘယ်ကစားသမားတွေတော့မပါဘူးဆိုတဲ့အကြောင်းကိုဒါပြောသွားတယ်ဒါကဘာလဲဆိုတော့ဝီလီယမ်ဆလီဘာအရင်ဆုံးပေါ့လေဒါဝီလီယမ်ဆလီဘာနဲ့ပတ်သက်ပြီးတော့ဝီလီယမ်ဆလီဘာကသူ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောဖို့အရန်စောနေသေးတယ်သူ့ရဲ့ဒဏ်ရာတွေကိုကျွန်တော်တို့အကြိမ်ကြိမ်အထက်ထက်စစ်ဆေးပြီးပြီစိတ်ပူစရာမရှိတာမှန်ပေမဲ့သူ့ကိုကျွန်တော်တို့စောင့်ကြည့်လျက်ရှိတယ်ဆိုပြီးတော့ဒါမီကေအာတေတာကပြောကြားသွားတယ်နောက်တစ်ယောက်ကတော့ဂါဗရီယယ်မာတင်နယ်လီပေါ့လေကျွန်တော်တို့ရဲ့ဂါဗီအငယ်ကောင်လေးဂါဗီငယ်ကောင်လေးကဘာလဲဆိုတော့သူ့ရဲ့ဘယ်လိုပြောမလဲခြေသလုံးကြွက်သားဒဏ်ရာကအရန်တစ်တော့ခွက်ကျော်နဲ့နီးနေတယ်နောက်ပြီးသွားရင်သူ့ရဲ့ဒဏ်ရာကိုကျွန်တော်တို့နောက်ထပ်စစ်ဆေးဖို့လိုအပ်သေးပြီးတော့ဒီပွဲစဉ်ကသူ့အတွက်အရန်စောသေးတယ်ဆိုပြီးတော့ဒါမီကေအာတေတာကအတည်ပြုသွားတယ်နောက်ထပ်2ယောက်ကတော့ Declan Rice နဲ့ Ricardo Calafiori ပေါ့လေဒီကစားသမား2ယောက်ကတော့တေးကြပါတယ်ဒီကစားသမား2ယောက်လုံးကတေးကြပေါက်ဒီ Brighton နဲ့ပွဲစဉ်မှာပြန်ပါဝင်လာနိုင်တယ်ဆိုပြီးတော့ Mikel Arteta ကပြောကြားသွားပါတယ်ဒါကတော့ Arsenal အသင်းနဲ့ပတ်သက်တဲ့ဒီကနေ့မနက်အစောပိုင်းသတင်းတွေပဲဖြစ်ပါတယ်ဗျကြော့ညီကိုတွေရောဒါ Arsenal အသင်းကဒါဒီယာဒီမှာသူများတွေ focus ထားပြီးပြောရလောက်တဲ့အထိတိုးတက်ပြောင်းလဲလာမှုကဘာကြောင့်နေလဲဒါ Arsenal အသင်းဒီနေ့ညကစားမဲ့ Brighton နဲ့ပွဲစဉ်မှာရောဒါအနိုင်ရလက်ကိုဖော်ဆောင်သွားနိုင်မလားကျွန်တော်ညကြလို့ရှိရင်ဒါ Brighton နဲ့ပွဲစဉ်ကိုဒါကျွန်တော်တို့တွေနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်ကြမယ်ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေညဒါမြန်မာစံတော်ချိန်ပေါ့လေမနက်ဖြန်မနက်အစော2:15မိနစ်မှာဒါ Brighton ကို EFM ကတ်ပွဲစဉ်အဖြစ်ဒါ Emirates Stadium မှာ Arsenal ကအဲ့ခိုင်ရှင်ပြန်ကစားရမယ်အဲ့တော့ဘယ်လိုထင်ကြလဲဗျာဆရာသမားတို့ဆွေးနွေးကြည့်ပါဦးအားလုံးကျေးဇူးတင်ပါတယ်